ညီကိုတို့ရေမင်္ဂလာပါဒီနေ့ကတော့ Chelsea ရဲ့ transfer window အကြောင်းလေးပြောအောင်ဒါကတော့ Xabi Alonso ထွက်ခွာခွင့်ပေးထားတဲ့ကစားသမား9ယောက်ပေါ့နော်ဒီလက်ကတော့ Chelsea မှာပဲနေရာတစ်နေရာရဖို့အတွက်ဆက်လက်ကြိုးစားအောင်မယ်လို့သတင်းတွေထွက်ထားတယ်ဒါပေမဲ့ကျန်တဲ့4ယောက်ကတော့ထွက်ခွာဖို့တေချာတောင်းရှိနေပါပြီဒီဇာစီကတော့ဘယ်တင်းကိုသွားမလဲဆိုတော့မတေချာသေးဘူးဗရီယာရှိကတော့နပိုလီနဲ့သတင်းတွေထွက်နေတယ်ဂါနာချိုကလည်းရိုးမားကိုပြောင်းမယ်လို့သတင်းတွေထွက်နေတယ်ဒါပေမဲ့အာဆင်နယ်ကလည်းသူ့ကိုခေါ်မယ်ဆိုပြီးစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေထွက်နေတယ်ဂျိုကန်ဆန်ကတော့ Chelsea ရဲ့မိဖက်အသင်းဖြစ်တဲ့ Strasbourg ကိုပဲသွားမယ်လို့ကျွန်တော်ထင်တယ်ဒီ900ပြီးရင်ကျွန်တော်စိတ်ကြိုက်ထွက်စေချင်တဲ့ကစားသမားအနေငယ်လေးထက်ရှိသေးတယ်အဲ့ကောင်တွေကတော့ဒီပုံထဲမှာပြထားတဲ့ကောင်တွေပေါ့နော်မကွီကတော့ကျွန်တော်ကတခြားအသင်းတွေမှာပုံမှန်ကစားခွင့်ရအောင်လို့ Chelsea ရထွက်စေချင်တာဂျီမီကီတန်ကတော့ကျွန်တော်အရင်နှစ်ကတည်းကကျွန်တော်တို့အသင်းကိုပြောင်းလာကြတယ်ကျွန်တော်မကြိုက်တာဗျ။ကောင်ဒေါမွန်ကပြောင်းလာကြတယ်ကျွန်တော်တို့အသင်းမှာဘာမှမမေးရဆွမ်းဆောင်ပြထားတာမရှိဘူး။တူစင်ကတော့အရင်နှစ်ကကျွန်တော်တို့အသင်းကိုဘယ်လောက်တောင်စေးထုတ်လဲပွဲကြီးတဲ့လူတိုင်းလည်းသိပါတယ်။သူကြောင့်ကျွန်တော်တို့ဂိုးပေးလိုက်ရတဲ့ရှုံးတဲ့ပွဲတွေလည်းမနေဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီ3ယောက်ကိုတခါလေးထွက်စီချင်တယ်အသင်းကမထင်မှပဲထွက်သွားမယ်ကစားသမားတွေလည်းရှိတယ်Jackson ဆိုရင်လည်းသူ့ကို Aston Villa ခေါ်ချင်နေရဆိုတဲ့သတင်းတွေကြားတယ်သူစီယာ online Emery ကလည်းသူ့ကိုအရန်လူချင်နေရဆိုတဲ့ပုံစံနဲ့တော့ပြရင်တော့ပေါ့နော်ဒါပေမဲ့သူကျွန်တော် Chelsea ကနေဒီနေ့ထွက်မလားမထွက်မလားတော့စောင့်ကြည့်ရမှာပေါ့ Enzo Fernandez ကတော့ကျွန်တော်အသင်းကနေပြီးတော့ထွက်မယ်ဆိုတဲ့သတင်းတွေအများဆုံးကြားရတဲ့ကစားသမားပေါ့နော်Enzo Fernandez ကိုတော့ Chelsea ကသူတို့တောင်းတဲ့ပေါင်တန်း120ပေးလို့ဆိုရှင်ဘယ်တင်းကိုမဆိုထွက်ခွာခွင့်ပေးထားတယ်အကယ်၍သာ Chelsea ကသူတို့လိုချင်တဲ့ပေါင်တန်း120ရမယ်ဆိုလို့ရှိရင်တော့ Enzo Fernandez က Chelsea ကထွက်သွားနိုင်ခြင်းရှိတယ်အကယ်လို့သာတောင်ပေါင်တန်း120ပေးမဲ့အသင်းမရှိဘူးဆိုရင်တော့ Chelsea မှာပဲဆက်ရှိနေရတယ်ဖြစ်နိုင်တယ်အကယ်၍သာ Enzo Fernandez ထွက်သွားလို့ရှိရင်တော့ကျွန်တော်က Enzo Fernandez နေရာမှာ Crystal Palace အသင်းကအဒန်ဝါတောင်ကျွန်တော်တကယ်လိုချင်တာနောက်တစ်ယောက်ကတော့ Chelsea ရဲ့ဈေးအကြီးဆုံး signing ဖြစ်တဲ့ Morgan Roger ကဒီနေ့ပဲ Chelsea နဲ့ဆေးစစ်မှုတွေအောင်မြင်ပြီးတော့မကြခင်မှာပဲကျွန်တော်တို့ club အသင်းကနေပြီးတရားဝင်ထုတ်ပြန်တော့မယ်လို့ကျွန်တော်ထင်တယ်တခြား position တွေမှာလည်း left wing back နေရာအတွက် Patch Chavaria ကိုခေါ်ဖို့လုပ်နေတယ်ဆိုပေမဲ့ Balakano ကစာချုပ်ဖြတ်သိမ်းခြင်းမှမပေးရင်မရအောင်မှုဆိုပြီးတော့ပြောနေတဲ့အတွက်အကောင်လိုက်နေရတယ်သူတို့ကြားပြီးပေါ့နော်အကယ်လို့သာအကောင်မရခဲ့လို့ဆိုရှင် Real Madrid ရဲ့Marco Correa ရဲ့အရန်ဖြစ်တဲ့ Alvaro Fernandez ကိုလည်းလိုက်နေရလို့သတင်းတွေထွက်နေတယ်အကယ်လို့အဲ့နှစ်ယောက်လုံးမရခဲ့တော့မှကျွန်တော်တို့အသင်းမှာဟာတိုရှိနေတဲ့အတွက်ကျွန်တော်အဲ့ငယ်အတွက်တိတ်တော့စိတ်မပူအကယ်လို့ဟာတိုမကစားနိုင်တော့မှကျွန်တော်တို့မှာဗာကိုရှိတယ်ဗာကိုအဲ့ကောင်လည်းအဲ့နေရာမှာကစားနေတဲ့အတွက်ကျွန်တော် left wing back နေရာတော့တိတ်ပြီးစိတ်ပူစရာမရှိပါဘူးဒီကိုကော့စတာလည်းသတင်းတွေထွက်နေပြီမဲ့ကျွန်တော်ကတော့တိတ်မထင်ဘူးသူအဲ့ကိုသမားဈေးလည်းအရန်ကြီးတယ်နောက်ပြီးကြတော့ကျွန်တော်မှာလက်ရှိကိုသမား Mike Robert Sanchez လည်းရှိလို့နောက်လူငယ်လက်သေး Mike Panna လည်းရှိရတယ်ကျွန်တော်ဒီကိုကော့စတာတော့ခေါ်မယ်လို့တော့မထင်ဘူးဗျမဖြစ်နိုင်ဘူးလို့တော့ထင်တယ်အခုနှစ် New Year transfer မှာခေါ်ဖို့လုပ်နေတဲ့ထဲမှာကျွန်တော်အကြိုက်ဆုံးကစားသမားကတော့လက်ခွာပဲအရင်တော့ဆိုဒီကောင်ကျွန်တော်အသင်းတင်းမဲ့လိုက်နေရဆိုပေမဲ့အခုဆိုလို့ရှိရင်အာဆင်နယ်ကလည်းဆာလီဘာတန်ရတော့ဒီကောင်စိတ်ဝင်စားနေတယ်လီဗာပူးကလည်းကိုနာသီထွက်သွားဒီကောင်စိတ်ဝင်စားနေရဆိုတဲ့သတင်းတွေကြားရတယ်ပေါ့နော် EPL proven ဖြစ်ပြီးတာကစားသမားတယောက်အပြင်ကျွန်တော်တို့အသင်းရဲ့ခံစစ်ကအရင်နှစ်ကဘယ်လောက်ဆုပ်ပြတ်တက်နေလဲဆိုတော့အသင်းရဲ့ပွဲတန်းကိုကြည့်တဲ့ကစားသမားပရိသတ်တွေဆိုအကုန်သိတယ်ဗျာအဲ့တော့ကျွန်တော်ကဒီကောင်တကယ်လိုချင်တယ်ဒီကောင်လည်းကျွန်တော်တို့အတွင်းအတွက်ကျွန်တော်တို့အရန်ကိုအေးပါမယ်ကစားသမားဖြစ်မယ်လို့ကျွန်တော်ထင်တယ်ဒါပေမဲ့လည်းကျွန်တော်တို့အသင်းကပြင်သစ်နောက်ခံလူတွေနဲ့ပတ်သက်လာလို့ရှိရင်တော်တော်ဂျင်းမိထားတာများတော့ဒီကောင်ကလည်းကျွန်တော်နည်းနည်းတော့တန်နေရဖြစ်တယ်ဒါပေမဲ့လည်းကျွန်တော်ဒီကောင်တော်တော်လိုချင်တဲ့တဲမှာတော့ပါတယ်နော်နောက်တန်းကတော့ကျွန်တော်တို့အသင်းတွေတကယ်ပြောင်းလဲဖို့လိုအပ်နေရတဲ့နေရာပေါ့နော်အကယ်၍သာကန်ဆိုးပြီးကျွန်တော်တို့လက်ခွားဥသာမရခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ကတော့ကိုမိုအသင်းကနောက်ခံလူခြေကော့ကိုကျွန်တော်တို့အသင်းကထပ်ပြီးတော့ကြိုးစားမယ်လို့ထင်တယ်နောက်တစ်ယောက်အနေနဲ့ကတော့ချာလိုပါကိုမိုအသင်းကိုပြောင်းရွှေ့ရမယ်ဆိုပြီးသတင်းထွက်နေရယ်ကလပ်အသင်းနှစ်ခုကြားမှာချာလိုပါကိုဈေးဘယ်လောက်ပေးရမလဲဆိုတော့ညှိနေတယ်လို့တော့သတင်းတွေကြားတယ်အဲ့လိုညှိလို့အဆင်ပြေသွားရင်တော့ချာလိုပါကိုမိုရောက်သွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကတော့ Chelsea ရဲ့ transfer window အကြောင်းကိုဆွေးနွေးကြည့်တာပါအားလုံးကျေးဇူးတင်ပါတယ်